လက်ငင်းပတ်စံ25ဘီလီယံနဲ့ဘိုင်မီသားစုရဲ့ဩဇာအာဏာအောက်မှာချန်ထူနဲ့ဟဲချီချန်တို့တောင်မပြိုင်ရဲကြတော့ဘူးကျွန်တော်ဒီသုံးလုံးကိုမရောက်မှဘူးပြီးတော့တခင်မလေးပိုင်ခမရတခုမှားနေတယ်ပတ်စံနီးလုံးလို့လားဒါမှမဟုတ်ဘိုင်မီသားစုရဲ့အရှိန်ဝါကမလုံလောက်လို့လားနှစ်ခုစလုံးမဟုတ်ပါဘူးဘာလို့လဲဆိုတော့တကယ်ပွဲကောင်းဖြစ်တဲ့ဒီနောက်ဆုံးကြောက်တုံးကိုမဖျက်ရသေးလို့ပါလေတူးကချက်ချင်းအေးခဲသွားသည်မဖြတ်ပါနဲ့ညီလေးကြောက်မင်းယူနေတာလားကောင်းတုံးလေးရက်လိုက်ပါမင်းအခုဖြတ်ထားတာတင်ကောင်းကင်အမြင့်ဈေးရနေပြီအကယ်၍မင်းအဲ့ဒီကြောက်မိသွေးခဲလို့ကြောက်ကိုသွားဖြတ်လို့ပျက်စီးသွားရင်မင်းဒီနေ့တိဆောက်ထားတဲ့ဂုံသတင်းတွေအကုန်ပျက်စီးသွားလိမ့်မယ်ဒီကောင်လေးတော့ယူသွားပြီထင်တယ်တခင်မလေးပိုင်က25ဘီလီယံပေးတာတော့မရောက်ဘူးလားခွေးချေးထက်တောင်ဆိုတဲ့အဲ့ဒီကြောက်မိသွေးစုပ်ကိုမှဖြတ်ချင်နေရတယ်လို့အကယ်၍အဲ့ဒီကြောက်ကနေကြောက်စိမ့်ထွက်လာရင်ငါဒီဖြတ်ဆက်ရဲ့ဆက်သွားတွေကိုဒီနေရာမှာတင်အကုန်ဝါးစားပြမယ်လောဘကအဆုံးအစမရှိဘူးဖရာသခင်ကတကယ်ပဲမင်းတယောက်တည်းကိုယတနာတွေအကုန်ပေးပါမလားအစင်းမြင့်ကြောက်တုံးဆက်တိုက်ထွက်ခဲ့ပြီးဟာမင်းဒီအမိုက်ပုံထဲမှာရှိနေတော့မယ်အကယ်၍စတုထမြောက်တုံးထက်ထွက်လာရင်ငါချန်ထူမင်းရဲ့မျိုးရိုးအမည်ကိုယူမယ်မစ္စတာကြောက်ငါရဲ့တီးခန့်နိုင်စွမ်းကအကန့်အသတ်ရှိတယ်ပြကွက်တစ်ခုကကြာလုံးရင်တမိုးကျသွားတတ်တယ်ငါအဲ့ဒီအမိုက်ကြောက်ကိုကြည့်ပြီးအပေါ်ခွန်ကပွားနေပြီးကြောက်စိမ့်ရဲ့တွင်မြင်လက္ခဏာလုံးဝမရှိဘူးဒါကအသေးကြောက်ပဲမင်းအဲ့ဒါကြောင့်လည်းငါ့ကိုညင်းပယ်တာလားဆရာကြီးဒါကိုတင်လိုက်ပါသူထေးကျွန်တော်မဖြတ်ရဲဘူးဒီကြောက်ကဘာမျောလင်းချက်မှမရှိဘူးအကယ်၍ပျက်စီးသွားရင်ဒီတထေးကြီးတွေကကျွန်တော်ကိုအပြစ်တင်ကြလိမ့်မယ်ကျွန်တော်အဲ့ဒီအဖြစ်ကိုမခံနိုင်ဘူးအတုံးမကြတာငါကိုယ်တိုင်ဖြတ်မယ်ရေးမပါပဲအချောက်ဖြတ်တာလားဓာတ်ရိုက်အချောက်ဖြတ်တာပဲအကယ်၍အထဲမှာကြောက်စိမ့်ရှိရင်အချောက်ဖြတ်တဲ့အပူရှိန်ကြောက်စိမ့်သားတွေချက်ချင်းအကွဲကုန်လိမ့်မယ်ဒါကပစ္စည်းကိုဖျက်ဆီးတာပဲ9စက္ကန့်မြတာဟာလူလိမ်ပဲမင်းမာတကယ်ပဲဓာတ်မှန်မျက်လုံးရှိတယ်ထင်နေတာအဆုံးတော့ကံကောင်းတာတက်ပဲဖြစ်နေတာပဲဒီနောက်ဆုံးဖြတ်ချက်ကမင်းရဲ့နောက်ဆုံးမျောလင်းချက်အပိုင်းစားလေးကိုပါဖျက်တောက်ပစ်လိုက်ပြီဟုတ်လားမစ္စတာကြောက်မင်းရဲ့အကဲဖြတ်မှုကတိတ်မကောင်းလာဘူးထင်တယ်ငါစောကပေးတဲ့ဈေးကိုပြန်ရုပ်သိမ်းမယ်အဲ့ဒီကြောက်သုံးလုံးအတွက်ငါအခုဈေးတစ်ဝက်ပဲပေးနိုင်တော့မယ်အရင်ရှင်ဝါရရဲ့ရက်ဆက်မှုကချက်ချင်းပေါ်လွင်လာသည်ရှောက်ကြည်ပလင်ပေါ်ကနေပြုတ်ကျတာနဲ့ချက်ချင်းဈေးနေမှုတွေရောက်လာတော့သည်အားလုံးရဲ့လှောင်ပြောင်မှုနဲ့ဈေးနေမှုတွေကိုရင်ဆိုင်ရင်းရှောက်ကြည်ကဆက်မောင်းနှံကိုလွတ်လိုက်ပြီးပြောလိုက်သည်ဒီကြောက်ကပျက်စီးသွားပြီလို့ဘသူပြောလဲဒါကကြောက်ခုံဆွေးမြေ့မှုကြောင့်ဖြစ်ပေါ်လာတဲ့အောက်ဆီဒိုက်အလွှာတက်ပဲခမားတို့ဒါကိုတော့မခွဲခြားတတ်ဘူးလားအလင်းပြန်မှုမရှိဘူးအလင်းပြန်မှုလုံးဝမရှိဘူးဒီကြောက်ကပြန့်ကျဲတဲ့အလင်းပြန်မှုလုံးဝမရှိဘူးအဲ့ဒီအစားဒါကကြောက်စရာကောင်းတဲ့အလင်းဆောင်ချက်အကျိုးတက်ရောက်မှုပဲပြင်းထန်တဲ့မီးလင်းလိုက်တဲ့အချိန်မှာပဲအတွင်းထဲကဘတ်စကတ်ဘောလုံးအရွယ်စားရှိတဲ့ဖြတ်ထားတဲ့မျက်နှာပြင်တစ်ခုလုံးမှာအရီလိုမျိုးစီးဆင်းနေတဲ့တောက်ပမှုတစ်ခုရုတ်တရက်လင်းထိန်သွားသည်ဆိုနှင်းစရာကောင်းတဲ့အစိမ်းရောင်အလင်းကွင်းကြီးမြည်သည့်ပုံဆောင်ခဲ့အမုံမွားများမရှိဘူးပိတ်ဆို့နေတဲ့မြည်သည့်အညစ်အကြေးများမရှိဘူးအလင်းကကြောက်တုံးအတွင်းထဲမှာအပြေဝအလင်းရိုင်သွားပြီးကြောက်တုံးတစ်ခုလုံးကိုတန့်စင်တဲ့နက်မောင်နဲ့အစိမ်းရောင်ရေလုံးကြီးတစ်ခုလိုဖြစ်သွားစေတယ်ထူထဲတဲ့ဂျယ်လီလိုကြောက်သားနဲ့ပြင်းထန်တဲ့တောက်ပမှုကကြောက်တုံးထဲကနေအချိန်မရွေးစီးကျလာတော့မလို့ပဲ